AI series ကြီးမဲဆိုရင်အကိုကြီးတို့က series တဆူလဲလေးဝတ်တင်ရအမှန်တကယ်ကြရွှေတိကုတ် AI series တဆူလဲရှိရမဟုတ်ခင်ဗျနှစ်ဆူရှိဒီရွှေတိကုတ် AI series အတွင်းမှာကြတော့ရွှေသားအစစ်တင်နဲ့ထွေးလောက်ထားလို့ရွှေတီတီဖျားဆိုတာတဆူကြံသေးရဲ့အတောင်ကတော့20မြင့်နဲ့အရင်တော့ဆိုလက်တစည်းစာလာပတ်လို့ရခုခေတ်ပြောင်းဆိုရင်ကလက်စည်းစာလာပတ်လို့ရဒီရွှေတိကုတ်ဖျားယူတဲခဲ့တဲ့မင်းကြီးရကြအနွယ်ထားမင်းကြီးနဲ့ကျစစ်သားမင်းကြီးနဲ့ခမရနှစ်မြင့်မောင်းပြီးတဲခဲ့အနွယ်ထားမင်းကြီးကတော့တဲလို့မပြီးခဲ့ဘူးပစ္စည်းရကုန်သည့်ပုံမှာပဲချက်ခက်နေရစီခဲ့ကျန်တဲ့လုံးပတ်တော်ကြီးရဲ့ကျစစ်သားမင်းကြီးဆက်တည်ခဲ့ခမရဒီရွှေတိကုတ်ဖျားယူတဲခဲ့ရအုတ်တချင်းမပေါအောင်ဘိုင်းနဲ့တဲခဲ့ရလဲဆိုတော့တလဲကြောက်တီနဲ့ဝတဲခဲ့အဲ့ဒီတလဲကြောက်တီကဘရားရလဲဆိုတော့စက်တဆူပါရနဲ့တူရင်တော့ဘာလဲလဲရလေရခမရတူရင်တောင်နဲ့ဒီနဲ့ဆိုကျွန်တော်9မိုင်လောက်ဝေးရဲ့9ရက်သားသမီးလက်စစ်ကံပြီးတဲခဲ့ခမရလက်ထားမီနီ9ရက်သားသမီးရဲ့နေဘူးမှာကြောက်လို့မကြီးသေးရော9စုပ်ချင်းအဲ့ဒီမကြီးသေး9စုပ်ကတော့နေမကျင်းမဆိုညာမပေါက်တယ်ခမရညာမကျဲနေမပေါက်ဒီရွှေတိကုတ်ဖျားစီဒီကိုတဲပြီးတဲ့ချိန်မှာအဲ့ဒီမကြီးပင်နဲ့အကုန်လုံးပျောက်ကွယ်သွားတူရင်တော့သွားလက်မတပင်းနဲ့ကျန်နေခဲ့အဲ့ဒီမကြီးပင်ကကြီးတယ်ကြီးငယ်လည်းမသွားဒီရွှေတိကုတ်ဖျားကြီးမှကြောက်တော့ထူကြချက်အံမွေးရကိုချက်စုပါရှိရပါလေအဲ့ဒီထူကြချက်အမွေးရကိုချက်ကကြောက်တော့ပေါ့နံပါတ်1တည့်ရချက်ကသွားဒီရွှေတိကုတ်ဖျားအရေးကအုတ်တိုင်းနဲ့အပြင်ဘက်ကိုအရေးကကြောပြီးတော့ထွက်မသွားပါလေနံပါတ်2ရချက်ကရွှေတရားကတဲ့စကုခပပါလေးကိုကြောင်မောင်းကျလန်းဘူကနေကျဲချလိုက်ဒီမွန်တိုင်းနဲ့ဘယ်လောက်ကြီးစားခိုင်းပါလဲဒီမွန်တိုင်းတဲ့ပုဂ္ဂိုလ်လေးပေါ့မလို့ဖျားချီတော့မော်လေးပြန်ကြဒါပေမဲ့3ချက်ကပါမိုးဘယ်လောက်ကြီးတဲနေပါစေအနွယ်ထားမင်းကြီးကြီးမြဲကိုကွက်ကလည်းပြစ်စစ်ရပုံစီပုံမှာရှိမတင်ဘူးနံပါတ်4ရချက်ကကြတော့ဟိုမှာရှိရစုမိုးတပိလေတစောင်းမလာပြီးနေမှဆိုရင်အကိုကြီးတို့တမန်လူစုလို့မရတော့မဟုတ်မှရှိရနက်တီတကြားရအရင်ဦးသွားစွန်တက်ဒီမလာမမြင်ရဘူးအနက်နေဟောင်းထွက်နေစုံပုံညာရှိမို့လေစကိုင်းမာလေးရှိရပေါ့လေနံပါတ်5ချက်ကဒီရွှေတိကုတ်ဖျားကြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့လေးဘက်လေးလက်နေမှာတာချိုးရင်တာကိုင်းရင်ကျွတ်တာချင်းစာတတ်ရဆိုတာပြီးအောင်ထဲလေးရလေတာဒီခုတော့တိခိုင်းရခင်ဗျနံပါတ်6ချက်ကအဲ့တဲ့တစောင်းပို့တဲ့ရက်တော့မှာအဲ့တဲ့ထောက်ပေါင်းတဲ့ကြီးများလေးပါစီခင်ဗျတိုးကြီးရဲ့တက်ကြီးရဲ့ဆိုတာမရှိဘူးတက်ဦးနဲ့တဦးနဲ့ချောချောလေးလေးပဲနံပါတ်9ချက်ကအကိုကြီးတို့ကဒီရွှေတိကုတ်ဖျားကြီးကိုရွှေစံတော်ဖျားကြီးကနေလောက်မြုပ်မယ်ဆိုရင်ဒီရွှေတိကုတ်ဖျားကြီးရဲ့စီဒီကတောင်းပေါ်မှာတင်ထားလို့ထင်ရအနိကမလာကြီးမဲဆိုရင်မိဘပုံမှာဝယ်တင်ထားရပါလေနံပါတ်10ချီရဲ့ချက်ကရကျောင်းမဟာစီတော့တပမောကတီးမဲဆိုတော့မြဖမောကမကြားရဘူးမြဖမောကတီးမဲဆိုတော့မောကမကြားရဘူးခင်ဗျနံပါတ်9ချက်ကဒီဘနာလေးမှာရှိရခိုင်ရင်ပဲ12လရည်အဖူးအပွင့်ရှိတယ်သူအဖူးလို့အရွက်လို့အငုံလို့ဆိုရင်အန်ဒီရကင်းနဲ့ဘေးရှင်းနဲ့ရန်ကင်းနဲ့